ဘာတော်လဲရင်ပြောပြီးဘာတော်လဲ သူ့ရဲ့မိန်းမဒါကြကလေးကြီးဟိုအမပါ မဟုတ်ရောင်းမရောက်သူ့ယောက်ျားရဲ့ ကျမရဲ့မောင်လေးကထောင်ကျနေလို့ပါ ဟုတ်ပြီ ကျွန်တော်ရဲ့မောင်လေးကထောင်ကျနေလို့ကျွန်တော်တို့ကအလုံးလုံးနေရတာအဲ့တော့သူ့ကိုနောက်တော့ကြာယူလို့ကျွန်တော်တို့ကနောက်တော့ကြာယူတာပြစ်မမြင်ဘူးမအပြစ်မမြင်ဘူးအပြစ်မပြောဘူးဒါပေမဲ့ဒီကလေးလေးကိုအဲ့လိုပေးရတာကျွန်တော်တို့ဘလို့လို့သိမှာတော့မရဲ့ ဟုတ်တယ် အဲ့ဒါကိုကျွန်တော်တို့မသိဘူးလေမအခု line ပေါ်မှာကြီးမကျမတို့သိရတာပါ နေရကြတယ်ကျမတို့က နေရကတည်းကလာမလို့ မိုးလဲချုပ်နေတော့ မိုးလဲချုပ်နေလို့ပါ ကျမတို့မလာတာပါအားကြောင့် ဟုတ်ပြီ तू ကပြောတာတစ်မျိုးနော် तू ကသူ့ယောက်ျားထောင်6နှစ်ကြတယ်တဲ့ ဟုတ်9နှစ်တည်းကြာ तू ကထောင်6နှစ်ကြတယ်တဲ့ခု तू ကယောက်ျားယူရမပါဘူးလမ်းဘေးမှာနေရတယ်စားစရာမရှိအိတ်စရာမရှိနေစရာမရှိသူ့ရဲ့ရောက်ခမကပြောပြမယ်ရောက်ခမကနှိမ်ထုံးလို့ရိုက်နှက်ထုံးလို့ तू ကလမ်းဘေးကိုရောက်သွားတာအဲ့လမ်းဘေးရောက်သွားတော့ तू ကတောက်စားထားအဲ့နဲ့မူးလာမူးပြီးတော့ကလေးပို့ပြီးကျွန်တော်စီကိုလာတာအဲ့လိုမူးလာတော့အေးနေဘာလို့အဲ့လိုကြီးမူးလာလဲဘာဖြစ်လို့ကလေးကိုရိုက်ရတာတော့ဖက်နဲ့ရိုက်ထားတာပါမှညိုပြီးရောင်းနေတာပထမ तू ကရိုက်တယ်တဲ့ကျမဒဏ်ရာရတယ်နောက်တော့ကျွန်တော် line တင်မှန်းပြီးတော့ तू ကမရိုက်ပါဘူးတဲ့မတော်တဆခိုင်းမိတာတဲ့စကားကိုမျိုးမျိုးပြောတာ အသက်ကြီးတဲ့သူယူထားတာ တက်ကြီးတဲ့သူရ ကျမပြောပြမလို့အသက်ကြီးတဲ့သူကိုယူထားတယ်ဦးကျွတ်ဆိုတဲ့ဘိုးတော်အသက်ကြီးတဲ့သူကိုယူထားတယ်တွက်ထောင်တဲ့သူကိုယူထားတယ်ကျမတို့ကသဘောမတူဘူးဒါပေမဲ့သူ့ရဲ့ကုတုကံမပါလို့သူနောက်ရကြယူတာကျွန်တော်တို့ပြစ်မပြောဘူးဒါပေမဲ့ကလေးလေးကိုပေးရတယ်ကျွန်တော်တို့ပေးလို့ ရောက်ခမ ဟောသမီးနဲ့မအေးပဲဆိုပြီးတော့ပေးလိုက်တာကျမတို့က ရောက်ခမသူ့လေလို့မပြောနဲ့ရောက်ခမ အေးမအေးကျွန်တော်တို့အမေကြီးကဒီနေ့ကြီးလာပြီ ဒီကလေးကိုထိန်းလို့လည်းထိန်း နှိမ်ထုတ်လိုက်တာ ထိန်းတာထိန်းတာ နှင်ထုတ်လိုက်လို့တဲ့ မတော့တနေ့ကပတ်သွားတယ် ပြင်ကိုလည်းစုံ အဝေးကျငါတို့ဒေါနာကျရောက်ကွက်က အေး ကျမတို့ ကောမက်တော့ဒေါနာကြံရတယ် तू ကအိမ်ဘေးကဘိုးတော်ကြီးယူထားရလို့တော့သူတို့ကောမက်တော့ရေးတယ်ကျွန်တော်ကောမက်တွေကများတော့မဖြေနိုင်ဘူးနော်အဲ့လိုမျိုးတွေတော့ဖတ်တော့ဖတ်တယ်ဒါပေမဲ့အလုံးမဖတ်နိုင်ဘူး ကျမတို့ရောက်ကွက်လူကြီးကိုလည်းမစုံစမ်းကြည့်လိုက်ကျမတို့ကဒီကလေးကိုလည်းနှိမ့်ဆက်တာမရှိ လူ ဘူး ကြီးရောလိုက်လာ ကောင်းကောင်းမွန်မွန်နဲ့ ပိတ်ပြီး တောက်လျှောက်တာကျွန်တော်တို့ကမှရင်း ဟုတ်ပြီ ကျမတို့လင်ညာတစ်ခုမှမပါပါ ဟုတ်တယ်ကျွန်တော်တို့ကသူ့မူးပြီးတော့ရိုက်နေတဲ့ကလေးကိုတရက်လွတ်လွတ်နှစ်ရက်လွတ်လွတ်ဒါတော့ရိုက်နေနေတာလေ ဟိုကစိတ်ကုန်တကယ်မကောင်း ဟုတ်တယ်ဟုတ်ပြီအင်း ဒီလိုမျိုးဖြစ်တာလည်းကျွန်တော်တို့တကယ်မသိလို့ပါဒီကျွန်တော်တို့ကလည်းစာမတက်လို့လာမို့စာတတ်တယ်မှာကိုလည်းကိုလုပ်ငန်းနဲ့ကိုလုပ်နေရတော့ဒီကလေးကိုကျွန်တော်ကမိတင်နဲ့ထားထားတယ်ပဲမမှတ် နဲ့ဟိုတဲ့အမရဲတဲ့3000 3000ဒီမျိုးလာပေးပါမယ်ဆိုမ အဲ့ ပေးဘူး 9ရက်လောက်ပျောက်သွားပြီကနဲ့အဲ့9ရက်လောက်ပျောက် 3ယောက်ရှိတယ်ဒီနေ့3ယောက်ရှိတာသူ့မလေးကိုသူ့မောင်စားပြီ ကျမစင်ချားကိုချစ်ပြီးတော့ကျွန်တော်သားသမီးတွေနဲ့ဓာန်တူထားတာမကျွန်တော်သားသမီးတွေရေချိုးပေးတဲ့ရနေလုံးပေးတယ်သူ့လည်းတရက်ထားပေးတယ်ကျွေးမွေးဆောက်ရှောက်တယ်တောင်ဝင်းကျုံလည်းမေးလို့ရတယ် အဲ့သူ မ ပြော ကျွန်တော်ကငယ်လေးရှိသေးတယ် သူနဲ့ပြောကြည့်လောက်ညီဘလို့ပြောလဲလို့အဲ့လိုပြော